ပိုင်းရဲ့အစမှာတော့ခါဆူမာကတော့မိဘတွေစီကအပြစ်ခံရတဲ့ကလေးတစ်ယောက်ပါငယ်စဉ်ကတည်းကမိမော်မပါပဲမွေးဖွားလာတဲ့သူကိုအဖေဖြစ်သူကလည်းရိုက်နှက်လိမ့်ရှိပါတယ်။ဒါအပြင်မိန်းကလေးတစ်ယောက်နဲ့ရှင်ပြီးရှုံးနှိမ့်လိုက်သေးတာကြောင့်မိခင်ဖြစ်သူစီကကျင်နာကိုလည်းခင်ရပြီးနောက်ဆုံးမှာမိသားစုအဖြစ်ကနေနှင်ထုတ်ခံလိုက်ရပါသေးတယ်။ဒါပေမဲ့တနေ့မှာတော့နတ်ဖျားစွမ်းရင်ကိုရရှိနိုင်ဖို့အတွက်လေဝိညာဉ်ဘရင်နဲ့စာချုပ်ပြုလုပ်ခဲ့ပြီးတနေ့မှာသူ့အသက်သူဆိုရင်သူ့အဖေကိုအနိုင်တိုက်လက်စားချေဖို့ကြိုးစားပါတော့တယ်။တစ်တောအလေကနတ်ကုန်းတစ်ခုမှာတော့ခါဆူမာငယ်ငယ်ကရှုံးခဲ့တဲ့မိန်းကလေးအာယာနိုရှိနေပါတယ်။ရုတ်တရက်အာယာနိုကသူ့ရဲ့မိတောက်တာအင်ရိုင်ဟောင်ဆင့်ခေါ်လိုက်ပြီးနတ်ကုန်းအတွင်ပုံခုနေတဲ့ပင့်ကူမိတ်ဆာရဲ့ပင့်ကူအိမ်ကိုကာလိုက်တာကိုတွေ့ရမှာပါ။ပင့်ကူကလည်းစေကက်ကက်ပင့်ကူမြင့်တွေကိုထုတ်ပြီးအာယာနိုစကက်ကနေလှမ်းဆွဲလိုက်သေးတာပါ။ဒါပေမဲ့ပင့်ကူမြင့်ကနေအာယာနိုရုံထွက်လိုက်နိုင်ပါတယ်။အဲဒီနောက်မှာမီးဝိညာဉ်ကိုဆင့်ခေါ်လိုက်ပြီးအင်ရိုင်ယာဓာတ်ကိုကောင်းကင်ဘုံမီးလျံတွေနဲ့ဝန်းရံလာပါတော့တယ်။ပင့်ကူကိုမီးလုံးနဲ့ပြစ်ခတ်တိုက်ခတ်လိုက်တာကြောင့်မျက်စိတမိတ်အတွင်းမှာပဲပင့်ကူလည်းတည်သွားရပါပြီ။ခဏအကြာမှာသူ့တငယ်ချင်းတွေဖြစ်တဲ့ယူခါရီနဲ့နနာဆဲတို့ရောက်လာပြီးပင့်ကူမိတ်ဆာကိုရှင်းပေးတဲ့အတွက်အာယာနိုကိုကျေးဇူးတင်လိုက်ကြပါတယ်။သူတို့နဲ့အတူကာရာအိုကေလိုက်ဖို့အာယာနိုကိုမင်းနေတုန်းမှာပဲလေတူကထူးထူးဆန်းဆန်းထတိုက်လာပြီးအာယာနိုတို့စကတ်တွေလွှင့်ကုန်ကြပါတယ်။လေကိုဒေါသဖြစ်နေတဲ့အာယာနိုကတော့သူ့ဝမ်းကွယ်ပြန်ရောက်လာပြီဆိုတာကိုတတိထားမိမှာမဟုတ်ပါဘူး။တစ်ပတ်မှာခါဆူမာတယောက်အလုပ်ကိစ္စအတွက်ဆိုင်တစ်ခုရှိရာကိုသွားနေခဲ့တာပါ။အစိခံနဲ့တူဆိုင်ထဲဝင်သွားလိုက်ပြီးခန္နာကီမျိုးနွယ်စုခွဲမိသားစုဝင်တယောက်ဖြစ်တဲ့ရှင်းကြည်ကိုတွေ့ရမှာပါ။ခါဆူမာမြင်တဲ့အခါမှာရှင်းကြည်ကိုယ်တိုင်လည်းအံ့ဩသွားပုံရပြီးအပနှင်စရာဖြစ်လာတာကြောင့်ကဲရဲလိုက်ပါသေးတယ်။ခါဆူမာကတော့စပင်ဝါကြောင်ကြောင်နဲ့ရှင်းကြည်ကိုအဖက်တောင်မလုပ်ပါဘူး။ခါဆူမာအလုပ်ရှင်လဲခါဆူမာကခန္နာကီမိသားစုရဲ့အရှုံးသမားမှန်သိသွားပါပြီ။ဒါပေမဲ့ခါဆူမာအနေနဲ့သူ့မိသားစုစီပြန်လာတာမဟုတ်သလိုခါဆူမာသူ့အလုပ်သူလုပ်တဲ့၍အလုပ်ရှင်ကလည်းခါဆူမာဘသူဆိုတာကိုအရေးမဆိုင်ပါဘူး။အခန်းထဲရှိသမျှအရာတိုင်းကခါဆူမာထက်တန်မိုးကြီးတာကြောင့်ဘာမှမပြည့်စည်အောင်လုပ်ဖို့တော့မှားလိုက်ပါသေးတယ်။ရှင်းကြည်အခန်းထဲကထွက်ဖို့ပြင်ချိန်မှာခါဆူမာဖက်ကရအောင်ရန်စားလိုက်သေးတာပါ။သူတို့ညောင်ရံဖြစ်ခါနီးမှာပဲအခန်းထဲမှာဝိညာဉ်ပေါ်ထွက်လာပါတော့တယ်။ရှင်းကြည်မီလုံးနဲ့ပြစ်ခတ်တိုက်ခတ်လိုက်သေးပေမဲ့ဝိညာဉ်ကမကောင်းတဲ့ဝိညာဉ်မဟုတ်တာကြောင့်မီးမလောင်မြိုက်သွားပါဘူး။ရှင်းကြည်ကိုဝိညာဉ်အမှောက်သိမ်းလိုက်ပြီးရနဲ့စံအိမ်တစ်ခုလုံးကိုပါမီးလောင်တိုက်သွင်းပြစ်လိုက်တာပါ။အလောက်ရှင်လဲသူ့ကိုကယ်ပေးဖို့ခါဆူမာကိုခြေဖက်တောင်းပန်ပါတော့တယ်။ခါဆူမာလောက်ခကိုအစပေါင်းများစွာတိုးပေးဖို့ပါဂတိပေးလိုက်ပါတယ်။အဆုံးမှာခါဆူမာလဲအစပေါင်း100တိုးပေးတာကိုသဘောတူလိုက်ပြီးကယ်ပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဝိညာဉ်ရှိရာကိုခါဆူမာရှောက်သွားလိုက်ပြီးသူ့ကိုအတွင်းကလေဝိညာဉ်ကိုစုစည်းလိုက်ရင်စံအိမ်ထဲကမီးတွေကိုညှိမ့်ပစ်လိုက်တယ်။ဝိညာဉ်ကိုလည်းလေတားချက်တွေနဲ့ပဲအပိုင်းပိုင်းဖြစ်သွားတဲ့အထိခုတ်ဖြတ်ပေးလိုက်တာပါ။အဲ့ဒီနောက်မှာရှင်းကြည်ကိုစောင့်ကန်နေတဲ့ခါဆူမာကြောင့်ဖောက်တယ်လဲလူသေးကိုတော့အလွတ်ပေးလိုက်ဖို့တောင်းဆိုလိုက်ပါတယ်။ဒါပေမဲ့ရှင်းကြည်မသေးသေးဘူးဆိုတာကိုခါဆူမာကောင်းကောင်းသိပါတယ်။ခန္နာကီမိသားစုတစ်ခုလုံးကမီးမော်ပိုင်ရှင်တွေဖြစ်တာကြောင့်မီးကိုကြိုက်တယ်လို့ထိန်းချုပ်နိုင်ကြပါတယ်။မီးဝိညာဉ်တွေရဲ့ကာကွယ်မှုလည်းရှိတာကြောင့်သူတို့မိသားစုဝင်တွေအနေနဲ့မီးလောင်လို့သိမှာမဟုတ်ပါဘူး။ညရောက်ချိန်ထိတငယ်ချင်းတွေနဲ့အချိန်ဖြုံးမိပြီးတဲ့နောက်မှာအာယာနိုတယောက်အိမ်ပြန်နောက်ကျနေပြီဖြစ်တာကြောင့်အပြေးနှင်ရပါတော့တယ်။လမ်းမှာရုတ်တရက်ပေါ်လာတဲ့ခါဆူမာညီငယ်ရမ်ကြောင့်လန့်သွားရပါသေးတယ်။ရမ်ကတော့သူ့အကိုဂျပန်ကိုပြန်လာပြီဖြစ်ကြောင်းအပျော်တကြီးပြောပြလာပါတယ်။ချစ်ချင်တော့ရမ်မှာအကိုရှိတယ်ဆိုတာကိုတောင်အာယာနိုမမှတ်မိပါဘူး။အာယာနိုငယ်ငယ်ကအင်ရိုင်ဟာဆက်ခံသူရွေးချယ်တဲ့ခန်းနာမှာသူ့အကိုနဲ့တိုက်ခိုက်ဖို့ကြောင့်ပြောပြလိုက်တော့မှအာယာနိုလည်းသူ့မီးမော်တစ်ချက်နဲ့ရှုံးသွားသူရှိဖူးတာကိုအမှတ်ရသွားပါပြီ။အကိုဖြစ်သူကိုအားနဲ့ကြောင့်ပြောဆိုနေတဲ့အာယာနိုကြောင့်ရမ်လဲငိုပါတော့တယ်။မိသားစုအိမ်မှာတော့လက်ရှိခန္နာကီမိသားစုကောင်းဆောင်ဂျူကိုနဲ့ခါဆူမာရဲ့ဖေကမ်မာတို့စီခါဆူမာအကြောင်းရှင်းကြည့်အကြောင်းလာကြားနေတာကိုတွေ့ရမှာပါ။ရမ်တို့လည်းရောက်လာကြပါပြီ။ဒီအခါမှာခါဆူမာကအိမ်ကထွက်သွားပြီးနာမည်ကိုပြောင်းပစ်ခဲ့တဲ့သူ့နှမဝမ်းကွဲအာယာနိုကိုတတိယသွားပါပြီ။ခန္နာကီပင်မမိသားစုရဲ့သားဖြစ်သူကလေမော်သုံးသူတယောက်ဖြစ်နေတာကိုလည်းသူနားမလည်နိုင်ပါဘူး။ခါဆူမာသာမိမော်အသုံးပြုသူတွေကြီးရှိတဲ့ခန္နာကီမိသားစုဝင်တယောက်သာမဟုတ်ရင်အရှက်ရစရာရှိမှလည်းမဟုတ်ပါဘူး။လေမော်အသုံးပြုသူကိုနေရာပေးမှမဟုတ်သလိုကမ်မာကိုရိုင်းကလည်းသူ့မှာသားတယောက်ပဲရှိတယ်လို့ခံယူထားတာပါ။လက်ရှိမှာခါဆူမာကအောင်မြင်နေတဲ့လေမော်ပိုင်ရှင်ဖြစ်တာကြောင့်အစကတည်းကခါဆူမာထွက်သွားတာကပဲအကောင်းဆုံးဖြစ်ကြောင်းဂျူကိုလည်းထောက်ခံပါတယ်။ရမ်ကတော့သူ့အကိုမိသားစုထဲပြန်လာနိုင်တာကိုဝမ်းနည်းမိတော့မှပဲ။ဟုတ်ကဲ့ပါရှင်။ဒီနေ့အတွက်ကိုတော့ဒီလောက်နဲ့ပဲရပ်ထားလိုက်ပါအောင်မယ်ရှင်။
နောက်ရက်မှာလည်းကျန်တဲ့အပိုင်းဆက်တွေကိုဆက်လက်တင်ဆက်သွားမှာဖြစ်လို့ channel လေးကို subscribe လုပ်ပြီးစောင့်မျှော်အားပေးကြပါအောင်ရှင်